အားလုံးပဲမင်္ဂလာပါရှင်ချစ်တို့ရေဒါလေးကတော့ UK ကညီမလေးအတွက်ပေါ့နော်သူလူချင်းတဲ့ပစ္စည်းလေးတွေမှားထားတဲ့စရင်ပေါ့ငရမ်းကြောက်ဖို့ငကွင်းရှက်ချောက်ဖုတ်ငရမ်းငချောက်တွေကတော့တေချာဖုတ်ပြီးတော့စီစိမ်ပေးရမှာဒါပေမဲ့စီတော့မထည့်ဘူးသူ့ဒီတိုင်းပဲဖုတ်ပြီးပေးလိုက်ပါမယ်ရှင်ပစွန်ကြောက်ကငမ်းပြားကြီးကြောသူမှားတာပစ္စည်းကတော့နည်းနည်းစုံတယ်မယန်းတီတောင်တရက်တီတောင်မှုံကြောငဖဲကြောအပြဲကြောက်ကြောပစ္စည်းတွေကတော့တော်တော်များတယ်ညိုမီကငါ6ကိုဝယ်လာပြီးအဲ့လိုရေးဆေးပြစ်တာရှင်ရေးဆေးပြီးတော့မှနေပြန်လှမ်းပြီးတော့မှပြန်ဖုတ်မှာရေကိုစင်အောင်ဆေးရတယ်ရှင်ဒီတိုင်းတော့မထားဘူးရေးဆေးပြီးတော့နေတေချာလှမ်းပြီးတော့မှပြန်ပြီးတော့ဖုတ်မှာအဲ့ဒါတော့ငကွင်းရှက်ပေါ့နော်ရှက်လူတိုင်းတဲ့တယ်ငကွင်းရှက်6ကလေကျမကြီးမကောင်းတဲ့လူလည်းစားလို့ရပါတယ်ရှင်ညိုမီကပစ္စည်းကကျိုးလောက်ထားတာမရှိဘူးရှင်မှားမှလုတ်ပေးတာဒီညီမလေးအတွက်ကိုတော့ညိုမီကအချိန်10ရက်တောင်းထားတယ်သူ့အတွက်ကိုတော့အချိန်က10ရက်ယူထားတယ်ငါ6ကိုပြန်ပြီးတော့နေလှမ်းရသေးတာဆိုတော့လေချက်ချင်းတော့မရအောင်ညိုမိစီမှာပစ္စည်းကတော့စားခြင်းတန်းပြီးတော့မရအောင်ပြေတွင်းဆိုရင်3ရက်အချိန်ယူတယ်ပြေပဆိုရင်တော့တစ်ပတ်10ရက်ကိုအချိန်ယူပါတယ်ရှင်အားလုံးပဲအားပေးကြပါအောင်ရှင်